ဟုတ်ပါလေကျွန်တော်မျိုးစင်ကရှိလို့ရှိရင်ကျွန်တော်ကျေးဇူးပြုပြီးတော့5 ကီလိုမီတာဆော့ဆော့ကကိုမမတွေကိုကျွန်တော်မှတ်တမ်းတင်တဲ့ပုံလေးရိုက်ချင်လို့ပါနောက်တစ်ချိန်ကျွန်တော် running community မှာဆိုလို့ရှိရင်ကျွန်တော်ရန်ကုန် heritage library မှာဘလောက်ပါတဲ့မြင်ဝင်ရှိခဲ့တဲ့ဆိုတော့ကျွန်တော်ပြန်ရပြီးတော့ကြောကြည့်လို့ပါခင်ဗျာကျေးဇူးပြီးတော့ပုံလေးတွေဖွင့်ထားပေးပါမလေးမလေးကျော်မလေးပြေတော့မယ်ပြေရဒါများပြီးတော့နားတော့ဝင်ကြီးများရုံးတယောက်ကြားတယ်